ရေးပြီးတန်းអော်လိုက်တော့မနေ့ဆိုတော့ကြွတ်ဆုပ်ဖြစ်ပြီးတော့ဆုပ်နေတော့ တခုနဲ့လို့နော် ဟုတ်ရပါရှိလို့ရပါချက်ဒီခုတ်လား 44 ဒီကဥမာ40လို့ရှိတယ်ဟော တယ်လီဖုန်းရတယ် ချက်ဒီခုတ်ဆိုပို့ဆို တယ်လီဖုန်းကဒီထက်ပိုမဲ့တော်ကြီး သူရေးရကောင်လေ ဒီပခါတောင်ခါကောင်နဲ့တောင်မော်ကျောင်းသူသွားပြီးတော့เนาะအပြန်ပေါ့ဒါ44မှာရေကစားနေကြတာအများကြီးပါပဲဘတ်ဒီဘတ်ကားတွေပြည့်သိညံ့နေတာပဲရှမ်းမလေးလားမြော့မလေးလားချီစုံကိုလုံးလေးနဲ့ရမ်းလှတယ်ခင်ဗျကိုကြီးတို့အကြိုက်ပေါ့เนาะတော်တော်စီစီကားကားကိုပတ်နေတာဟိုဘတ်ဒီဘတ်တကယ်ပြောဖို့တော့ကောင်းပါတယ်သူတို့နေရာလေးမှာပေါ့เนาะဒီနေ့ ကိုယ်နဲ့စဒူးကုန်မလဲ ရှေ့ပတ်တာတော့မြင်တဲ့အတိုင်းပဲခင်ဗျကြံလားမကြံလားခုကားထဲမှာစီးနေကောင်မလေးတွေတောင်လန့်သွားတယ် စီးနေရော Vietnam 8 ပျော်ပါပါလိုက်ဆော့ခြင်းတဲ့သူတွေဒီဘက်ကိုလည်းအောင်မော်ဘက်ကိုပေါ့နော်လိုက်ကစားလို့ရပါတယ်လို့ဒါပေမဲ့ထောက်ထားမရှိတဲ့သူတွေကတော့သတိထားပါနော်လိတ်တွေကလည်းရမ်းရှုပ်နေတယ်ဖန်စီတွေများတယ်ခင်ဗျ နဲ့စလုံးကတိတ်ချာကြည့်တယ်ဘယ်ပေါ့လို့ပြောမှာပါလို့ထိတ်ချာကြည့်တော့ဟာရလဲလားလို့ ဘာမီးရ တယ်လီဖုန်းကတော့ပတ်ပန်းကြည့် ကောင်မလေးတွေပတ်နေတာတွေ့တော့ကိုတော်ကားတွေကထွက်ပြီးအပတ်ခံလိုက်ချင်သေးတယ်ဟဲဆိုလို့သဘောကျတယ်မထင်နဲ့ဒီကျင်လို့ပါလို့အိုးမတောက်စုကဲရှိုးလိုက်ပါတွေ့တာမှတ်ကားတွေကကြက်နေတော့အပတ်ခံဖို့နေတာလားကိုလန်းကိုတော့မနေကြည့်မောင်းနေရပါတယ်ပြူပြဲပြီးတော့သူတို့နေရာမှာချောင်းမရှိတော့သူတို့လည်းကားလမ်းဘေးမှာပဲပျော်ရတာပေါ့နော်ဒီလိုနေရာမျိုးလေးမှာကျွန်တော်ဘော်ဒါလေးခေါ်လိုက်တော့ပြန်တော့မှမဟုတ်တော့ဘူးခင်ဗျ ဘာမှ ချောင်းပင်းသားနေတဲ့လူကြတော့လေချောင်းပင်းသားပျော်ပေါ့နော်ချောင်းထဲမှာလည်းပျော်စရာကြီးကောင်းတယ်လို့လူတွေရမ်းသေးတယ်အင်ဂျင်မြိုင်တို့ဘာတို့ဆိုရင်ခုလိုချောင်းမရှိတဲ့နေရာလေးကြတော့လေသူတို့ကားလမ်းဘေးလေးမှာပျော်ရတာပေါ့နော်ဟိုဘက်ဒီဘက်ညက်ပြီးတော့ပတ်နေကြအများကြီးပဲကဲပတ်ကြသန်းကွာကားလည်းရေမသိတာ2လလောက်ရှိပြီပုံနေလဲဒူးတန်တယ်ပတ်များတာကိုရီကတော့ပျော်လို့လိုက်သွားနေတာမဟုတ်ပါဘူးဟိုဖျားသွားကြောင်းတက်ခါကြီးရက်ကြီးမှာပေါ့နော်ဒါလမ်းကြော်ရင်စော်ရင်ရိုက်လာတဲ့ဗီဒီယိုလေးပါကဲဒီလောက်ပါကျွန်တော်တို့48တို့44တို့ဆိုဟိုးတောင်မဝေးပါပဲသွားတယ်ကြီးရလဲမိနစ်45မိနစ်တော့မောင်းတယ်ခင်ဗျနောက်သွားခြင်းနဲ့ညီကိုကြီးလဲနော်ဆက်သွယ်လို့ရပါတယ်လို့